ချိန်ဆိုတာတကယ်ပဲရှိသလားသို့မဟုတ်ရုပ်ခန္ဓာရှိမှသာခံစားသိရှိနိုင်သောလှည့်စားမှုတစ်ခုသာဖြစ်ပါသလားဤဗီဒီယိုတွင်ရူပါဗေဒပညာရှင်အိုင်းစတိုင်း၏အချိန်နှီးခွေးခြင်း theory နဲ့ရှီဟောင်းဗေဒင်ပညာ၏ကာလသဘောတရားတို့ညီတို့ထပ်တူကြနေချောင်းကိုစိတ်ဝင်စားဖွယ်အဖြေရှာကြည့်ကြပါမည် ညဘက်အရာဝဲနဲ့အိမ်မတောင်လုံးဝမပဲအရန်ကိုနည်းနည်းချိုက်ချက်အိပ်ပြောပါတယ်လို့မြင်ကြည့်လိုက်ပါဗျာ တကယ်ကိုအိမ်မောကျသွားတဲ့အခြေအနေမျိုးပေါ့ ဟုတ်တယ်မနဲ့လည်းနိုးလာရောနိုင်ကြည့်လိုက်တော့8နာရီတိတိကျသွားပြီဒါပေမဲ့ကိုခန်းစားချက်ချင်းမှာတော့မြေတောင်တစ်ခါစားလို့လေးပဲအချင်းကုန်သွားတယ်လို့ပဲဗျ ဟုတ်တယ်ရှင်မျက်စိမိတ်ပြီးပြန်ဖွင့်လိုက်တယ်လို့ပဲလေ အဲ့တော့အဲ့ဒီ8နာရီဆိုတဲ့အချိန်တွေကဘေးရောက်သွားတာလေတကယ်တော့ကိုယ့်ရဲ့ရုပ်ခန္ဓာကအဲ့ဒီ8နာရီကိုမခံစားမိလိုက်ဘူးတတိမပြူမိလိုက်ဘူးဆိုရင်အဲ့ဒီအချိန်တွေကတကယ်တော့တရှိခဲ့တာဟုတ်ရဲ့လားတောင်းမအချိန်ဆိုတာကိုယ်တိုင်ဖန်တီးယူနေတဲ့စစ်ကူးရင်တက်လားဆိုတာတွေးစရာဖြစ်လာတယ် အဲ့ဒီမေခွန်းကတကယ်ကိုနှဆိုင်နဲ့ရူပဗေဒနဲ့ဒါသနာကဗေဒပဟေလီတခုမဲ့ရှင်အချိန်ဆိုတာပင်ပါမှာတီးချိုင်းလက်ပတ်နေတဲ့စိတ်ရန်တရားလားဒါမှမဟုတ်ကျမတို့ရဲ့ဦးနောက်ကတည်င်းချက်လက်တွေကိုလက်ခံနိုင်မှုဖန်တီးထားတဲ့ခန္ဓာသိရှိမှုပေါင်းတစ်ခုလားဆိုတာကလေအခုခေတ်သိပ္ပံပညာရှင်တွေကြားမှာတော့အငင်းပွားနေရစေကိစ္စဖြစ်နေတော့မယ် အတိအကျပဲဗျာဒီကနေ့ကျွန်တော်တို့လောက်တော့မဲ့လေးလာစူးစမ်းမှုကလေအဲ့ဒီလိုခေါင်းစားစရာကောင်းပဲအချင်းရဲ့ဟင်းလင်းပင်နေရာဒေသရဲ့ပြီးတော့လူတယောက်ရဲ့ကံကြမ္မာဆိုတာဒီဘလို့များပဟေလီဆန်းဆန်းချိတ်ဆက်နေတယ်လဲဆိုတာကိုအသေးစိတ်ဖြန့်ကျက်သွားမှာပါ စိတ်ဝင်စားစရာပဲ ဒီရတော့အဓိကသုံးသပ်သွားမယ့်ရင်းမြစ်ကတော့ဝိရိပရင်ပညာရှင်စာရေးဆရာနဲ့နီးပြတူဖြစ်တဲ့ motivation ilango ရဲ့မျှဝေချက်ကဖြစ်ပါတယ်ဗျဒီရင်းမြစ်ထဲမှာအဝါစရာကောင်းဟုံးကရှေးနှစ်ပေါင်းထောင်ကြီးကတည်းကရှိခဲ့တဲ့ဝိရိပညာရဲ့နဲ့ခေတ်သစ် Albert Einstein ရဲ့ရူပဗေဒ theory တွေကဘလို့သွားပြီးထပ်တူကျနေတယ်လဲဆိုတာပါပဲ ဒါပေမဲ့တာမန်အားဖြင့်ဘေးဒင်းဆိုရင်လူတွေကမနှက်ပြန်ထီပေါင်းမလားအလောက်ရမလားဆိုရဲကံကြမ္မာဟောစားတဲ့ဒါမှမဟုတ်ရတရားချေတဲ့ကိစ္စလောက်ပဲညင်းတကြလေလေ ဟုတ်တယ်ဗျာအများစုကအဲ့ဒီလိုပဲထင်ကြတာ ဒါပေမဲ့ motivational lingo ရဲ့ကျင့်ပြချက်တွေရဆိုရင်တော့အခုဆွေးနွေးမဲ့ရှေးဟောင်းအိန္ဒိယဘေးဒင်းပညာဟာအဲ့ဒီလိုအပေါ်ယံအယူတီးမှုတွေနဲ့လုံးဝမဆိုင်ဘူးရှင်ဒီပညာရပ်ကိုတန်တကရစ်ဘာသာစကားအရ Judish လို့ခေါ်တယ်ဒီစကားလုံးက Juti ဆိုတဲ့အလင်းရောင်ဆိုတဲ့စကားလုံးကနေဆင့်တက်လာတာလေ နေပါဦးဗျာဘေရင်နဲ့အလင်းရောင်ကဘလို့သွားပတ်သက်နေတာလဲအလင်းရောင်ဆိုတာယူပပိတာသဘောတရားမဟုတ်ဘူးလား အဲ့လာကစိတ်ဝင်စားစရာပဲတွေးကြည့်လေအလင်းဆိုတာအမောင်ကိုခွင်းပြီးရာဝတ္ထုတွေကိုမြင်သာအောင်အချက်လက်တွေကိုရယူနိုင်အောင်လုပ်ပြီးတဲ့ရာချစ်တဲ့ပေါ့နော် ဟုတ်တယ် သိပ္ပံပညာလိုအသေးပဲရတယ်ပို့ပြီးနက်တင်စားရရင်သူ့ကိုဘေးရကျန်းတွေရဲ့အမြင်အာရုံလို့တောင်ခေါ်ရရှင်စัจ java လာကြီးလေးပတ်နေတဲ့အလင်းနဲ့အချင်းရဲ့စီးချက်ကိုတွက်ချက်ပြီးလူသားတွေရဲ့တည်ရှိမှုနဲ့ဘယ်လိုသက်ဆိုင်နေသလဲဆိုတာကိုကြည့်ရတွက်ချက်မှုပညာရဲ့သက်သက်ပဲ ဟာဒါဆိုရင်ဘေရင်ဆိုတာမော်ဆန်တဲ့အရာမဟုတ်ပဲတကယ်တော့စัจ java လာရဲ့အချိန်နဲ့နေရာအကျိုးသက်ရောက်မှုကိုလေ့လာတဲ့ရှင်းဟောင်းယူပဝေဒတစ်မျိုးလို့တောင်ပြောလို့ရတာပေါ့ အတိအကျပဲရှင် ဒါဆိုအစိုးပိုင်းကကျွန်တော်စခဲ့တဲ့ချိန်တော့မဟုတ်စင်တက်ကြရိုက်လို့ကာလာဆိုတဲ့သဘောတရားကိုပြန်သွားကြည့်အောင်ဗျာကျွန်တော်နည်းနည်းရောနေတာလေးတစ်ခုရှိတယ် ဟုတ်ကဲ့ပြောကြည့်ပါဦး ယင်းမိထဲမှာဆိုတာဒါလေအိန္ဒိယသတ္တနာယအချင်းကိုခန်းစားသိရှိနိုင်ဖို့ရုပ်ခန္ဓာမရှိမဖြစ်လို့အပ်တယ်အဲ့ဒါကဘလို့သဘောလဲဗျာကျွန်တော်အိပ်ပျော်နေလဲနိုင်ရန်ကနာယီကတော့တကြက်ကြက်နဲ့တွားနေတာပဲမဟုတ်ဘူးလားအချင်းကကျွန်တော်ခန္ဓာကိုယ်ပေါ်ဘာလို့မိခိုနေရတာလဲ နိုင်ရန်ကနိုင်ရီကတော့တွားနေတာမှန်တယ်လေအဲ့ဒီနိုင်လက်တန်ရွေ့သွားတာဟာရွေ့လျာမှုတစ်ခုပဲဒါပေမဲ့အဲ့ဒီရွေ့လျာမှုကိုအချင်းအဖြစ်အဒီးပဲဖော်ပြပေးတာဘာတူလဲ ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကိုယ်လိုက်မဲ့ပေါ့ ဟုတ်တယ်ရှင်ကျမတို့ရဲ့အတိစိတ်နဲ့ရုပ်ခန္ဓာကဖော်ပြပေးတာလေဥမာစံရုပ်တရုပ်မှာကင်မရာစင်ဆာပြတ်သွားရင်အရှိမဘာရှိလဲဆိုတာ तू မသိတော့ဘူးအပြင်မှာအယောင်အထူတွေရှိနေပေမဲ့သူ့တော့မရှိတော့ဘူးလေ သဘောပေါက်ပြီ အဲ့ဒီလိုပဲကျမတို့ရဲ့ရုပ်ခန္ဓာဆိုတာအချိန်ကိုဖမ်းယူတဲ့စင်ဆာတစ်ခုပဲခုနကညဘက်နစ်နစ်ချိုက်ချိုက်အေးပျော်နေချိန်ကိုပြန်စဉ်းစားကြည့်အဲ့ဒီချိန်မှာစိတ်ရိုးကိုပါအပြင်လောကနဲ့အဆက်အသွယ်ပြတ်သွားတယ်ဆိုလိုတာကစင်ဆာပစ်သွားတယ်ပေါ့ ဟုတ်ပြီဆန်ဆယ်ပိတ်သွားတဲ့အတွက်ကိုယ့်အတွက်တော့အဲ့ဒီရှင်းနာရီကာလကြီးဟာလုံးဝမရှိခဲ့တယ်လို့ပျောက်ကွယ်သွားတာပေါ့နော် ကွက်တီပဲရှင်နိုးလာတဲ့အချိန်နာရီကိုကြည့်လိုက်မှသာမျက်စိဆိုတဲ့စင်ဆာကနေတဆင့်အလင်းရောင်ဝင်လာပြီး၈နာရီကြာသွားပြီဆိုတာကိုဦးနောက်ကပြန်ပြီး download လုပ်လိုက်တာခ
ခနာကိုရဲ့အာယုံခံနိုင်စွာမရှိဘူးဆိုရင်အချိန်ဆိုတာဟာကျမတို့တတိပြုမိနိုင်တဲ့အရာတစ်ခုမဟုတ်တော့ဘူးဒါကြောင့်ရှေ့ကျမ်းတွေကအချိန်ဟာရုပ်ခန္ဓာအပေါ်အပြည့်အဝမိခေါ်နေတယ်လို့ဆိုလိုတာပါ ဝိုးဒါဆိုရင်အချိန်ဆိုတာပြင်ပမှာတီးခြားကြီးအခိုင်အမာရှိနေတဲ့ပကတိအရာတစ်ခုမဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ရဲ့ရုပ်ခန္ဓာကဖမ်းယူတဲ့ခံစားသိရှိမှုတတ်ဆိုတဲ့သဘောဖြစ်သွားလိ ဟုတ်ပါတယ်ရှင် အဲဒီတော့ noticing တက်ပြီးတွေးကြည့်အောင်ဗျကျွန်တော်တို့ကဒီကဘာပေါ်မှာရှိနေလို့သာ24နာရီကိုတရက်365ရက်ကိုတစ်နှစ်ဆိုပြီးအချိန်ကိုခံစားသိရှိနေကြတာလေတကယ်လို့ဒီရုပ်ခန္ဓာနဲ့ပဲစာကြဝဠာရဲ့တခြားနေရာတစ်ခုခုကိုရောက်သွားမယ်ဆိုရင်ရောအချိန်ကဒီလိုပဲဆက်သွားနေမှာလား လုံးဝမတော်တော့လို့ရှင်အဲ့ဒီနေရာမှာအချိန်ရဲ့နောက်ထပ်မရှိမဖြစ်တွေးဖတ်တစ်ခုဖြစ်တဲ့နေရာဒေတာဒါမှမဟုတ်ဟင်းလင်းပြင်းဆိုတာဝင်လာပြီးသင်္ကားစရိုက်လို့ဒေရှာလို့ခေါ်တယ်ပေါ့နော် ဟင်းလင်းပြင်မှာ အချိန်ဆိုတာရွေ့လျားမှုအပေါ်မှာအခြေခံတယ်လေကျမတို့ကဘာမီကြီးကနေကိုတပတ်ပြအောင်ပတ်ဖို့ကြာတဲ့ရွေ့လျားမှုကို360မှာရက်တစ်နှစ်လို့သတ်မှတ်တယ်ဒါဟာကဘာဆိုတဲ့နေရာဒေတာရဲ့သတ်မှတ်ချက်ပဲ ဟိုလေရင်းမြစ်ထဲမှာဂျူပီတာဂိုးကိုဥမာပေးထားတာမှတ်မိတယ်လေဂျူပီတာကနေကနေပိုဝေးတဲ့အတွက်သူနေကိုတပတ်ပတ်ဖို့ဆိုရဲကဘာအချိန်နဲ့အနည်းဆက်နဲ့လောက်ကြာတယ်မလား မှန်တာပေါ့ရှင်ဒါကြောင့်ဂျူပီတာပေါ်ရောက်နေတဲ့တူတယောက်အတွက်ဂျူပီတာရဲ့တစ်နှစ်ဆိုတာကဘာပေါ်ကလူတွေအတွက်12နှစ်တိတိဖြစ်သွားပြီလေနေရာဒေတာပြောင်းတော့တာနဲ့အချိန်ရဲ့အလျင်ကလုံးဝကွဲပြားသွားတယ်ဒါကနေဖွဲ့စည်းထဲမှာတင်ရှိသေးတဲ့ကွာခြားချက်နော် ဟာတကယ်ပဲဗျာ တကယ်လို့အလင်းနဲ့ထန်းချီဝေးတဲ့အခြားကရိုစနစ်တစ်ခုစီရောက်သွားမယ်ဆိုရင်အဲ့ဒီနေရာကတစ်နှစ်ဟာကဘာမြေအတွက်တရက်တဲလဲဖြစ်ချင်းဖြစ်နေနိုင်နေရှင်အချိန်ဆိုတာနေရာဒေတာနဲ့ရွေးလျားမှုပေါ်မူတည်ပြီးအမြဲတမ်းနိုင်ရဖြစ်နေတယ်ဆိုတာကိုပြနေတာပဲ အဲ့ဒါကတော်တော်လေးကိုမိုက်တယ်ဗျာဒါပေမဲ့ကျွန်တော်ကိုပို့ပြီးအောင်ဩစေတာကအဲ့ဒီနိုင်ရသဘောတရားကိုရှေးအောင် Vedic ကျမ်းဒီမှာဘလို့များပုံဖော်ခဲ့တယ်လဲဆိုတာပဲ ဟုတ်တယ်အဲ့ဒီအချက်ကအတက်ပဲရှင် ယင်းပိထက်မှာဥတရယာနာနဲ့တခိနာယာနာဆိုတဲ့သဘောတရားကိုရှင်းပြထားတယ်ဗျာအဲ့ဒါကိုနည်းနည်းလို့ဖြန်းခွဲပေးပါလားကျွန်တော်တို့နားလည်ထားတာကနေမြောက်ဘက်ကိုရွေးတဲ့6လနဲ့တောင်ဘက်ကိုရွေးတဲ့6လဆိုတော့ပဲတီးတာလေ ရှေးဟောင်းအိန္ဒိယနခတဘေရင်အရာနေမြောက်ရင်စွန်းတန်းစီကိုဥတီရေလျားနေတဲ့6လတာကာလကိုဥတရာယာနာလို့ခေါ်ပြီးတောင်ရင်စွန်းတန်းစီပြန်ရွေတဲ့6လကိုဒခိနာယာနာလို့ခေါ်တယ်ရှင်ဒီ6လနှစ်ခုပေါင်းလိုက်ရင်ကဘာမြဲရဲ့တစ်နှစ်ပေါ့နော် ဟုတ်ကဲ့အဲ့ဒါကပုံမှန်ပါပဲ ဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးကအဲ့ဒီကျန်းနေမှာပါရေးထားလဲဆိုတော့တာမန်လူသားတွေအတွက်တစ်နှစ်တာကာလဟာနတ်တွေဝါးတွေအတွက်ဆိုရင်တရက်တာအချိန်များတာဖြစ်တယ်တဲ့ နေပါဦးဗျလူတွေရဲ့365ရက်ကသူတို့အတွက်24နာရီပဲရှိတယ်ပေါ့ မှန်တယ်ရှင်ဥတရာယာနာဖြစ်တဲ့ပထမ6လကနတ်တေဝါတွေအတွက်နေ့ချိန်ဖြစ်ပြီးဒက္ခိနာယာနာချစ်တဲ့နောက်6လကသူတို့အတွက်ညချိန်ဖြစ်သွားတယ်ဒါကြောင့်လေအလင်းရောင်ရတဲ့နေ့ချိန်ဖြစ်တဲ့ဥတရာယာနာကာလကိုပိုပြီးမင်္ဂလာရှိတဲ့အချိန်ခါလို့ရှေးကလေးကတတ်မှတ်ခဲ့ကြတာလေ ဟုတ်လေဒါကလက်ခံဖို့နည်းနည်းတော့ခက်တယ်ဗျာသာမန်ဖြစ်စမ်းစားရင်ဒါကြီးကပုံပြန်ဆန်လွန်းတယ်တန်တရားဒီလားနတ်ပြည်အကြောင်းတွေပြောနေတယ်လို့ပဲလို့ထင်เสียရှိတာပေါ့ဒါပေမဲ့ ဒါမဲ့ဘာဖြစ်လဲရှင် အဲ့ဒီရှေးဟောင်းအယူအဆကခေတ်သစ်ရူပဗေဒရဲ့အထွတ်အထိပ်ဖြစ်တဲ့အိုင်းစတိုင်းရဲ့အချိန်ဆွဲဆန့်ကျင် theory နဲ့သွားပြီးကွက်တီကြနေတာကစက်တီးထစရာပဲဗျာအိုင်းစတိုင်းကအချိန်ဆိုတာဘယ်နေရာသွားတသမတ်တီမဟုတ်ဘူးဆိုတာကိုသက်သေပြောခဲ့တယ်လေ အဲ့ဒါကဒီဆွေးနွေးမှုရဲ့အရေးကြီးဆုံးအချိုးအကွေ့ပဲရှင်အိုင်းစတိုင်းကဘာပြောခဲ့လဲဆိုတော့ဆွဲငင်အားများတဲ့နေရာမှာအချိန်ကပိုပြီးနင်းနေကွေးကွေးသွားတယ်တဲ့ဆွဲငင်အားကအချိန်ကိုကွေးညွတ်သွားစေတယ်ဆွဲဆန့်လိုက်တယ်လို့ဆိုလိုတာဒါကိုတစ်ပတ်မင်းနာရှင်တွေကလက်တွေ့စမ်းသပ်ထားပြီးသားနော် ဟုတ်တယ်ဗျာကျွန်တော်မတ်မိသလားဆိုရင်အတ္တမနာရီတဲ့နဲ့စမ်းသပ်ခဲ့တာ ဟုတ်တယ်ရှင် ကဝမြေပြင်ပေါ်မှာနိုင်တလုံးထားတယ်နောက်နိုင်တလုံးကိုကြတော့နိုင်ငံတကာအာကာသစခန်းပေါ်ကိုတင်လွတ်လိုက်တယ်ကဝမြေပြင်မှာကဆွဲငင်ဟာအရင်များတယ်လေအာကာသစခန်းမှာကဆွဲငင်ဟာအများကြီးနဲသွားပြီ ဆက်ပြောအောင် အဲ့ဒီမှာပါတော့တွေ့လဲဆိုတော့အာကာသစခန်းပေါ်ကနိုင်ကကဝဘောကနိုင်တဲ့ပိုပြီးမြင်ပြေးနေတာကို microsecond အတိအကျနဲ့တိုင်းတာတွေ့ရှိခဲ့တယ်ဆွဲငင်အားကအချိန်ကိုနေသွားအောင်နောက်ကနေဆွဲထားတဲ့သဘောမျိုးဖြစ်နေတာကိုဗျ အခုအဲ့ဒီခေတ်သစ်ပန်စံတဲ့ချက်ကိုရှေးဟောင်း Vedic UN နဲ့ထပ်တူချီကြည့်အောင်ရှင်ရှေးကျမ်းဒီမှာကဘာမြေကိုဘူးလောကဒါမှမဟုတ်လူပြည်လို့ခေါ်တယ်
ကဘာမြေဟာရုပ်ဝတ္ထုတွေတိတ်တဲပြီးဆွဲငင်အားအလွန်များတဲ့နေရာဖြစ်တဲ့အတွက်အချိန်ကြီးအင်မတန်နေခွေလေ ဟုတ်ပြီ ဆွဲငင်အားနေပါတယ်ဒါမှမဟုတ်လုံးဝမရှိသလိုဖြစ်နေတဲ့အပြင်ဘက်အာကာသဟင်းလင်းပြင်းကြီးတော့ဒေဝလောကလို့တင်စားကြည့်ပါအဲ့ဒီဒေဝလောကမှာဆွဲငင်အားမရှိတဲ့အတွက်အချိန်ကအယမ်းမြန်တယ် ။အိုးဒါဆိုကဘာပေါ်မှာတစ်နှစ်လောက်လေးလေးပင်ပင်ဖြတ်တန်းနေရတဲ့အချိန်ကဆွဲငင်အားမရှိတဲ့ဟင်းလင်းပင်ကရှူထောင်ကနေကြည့်ရင်တရက်လောက်ပဲမြ мян ဆန်းဆန်းကုံသွားနေဆိုတဲ့သဘောပေါ့ တိကျပါတယ်ရှင် ။ခေတ္တတိတ်ပန်အာကာသစခန်းတွေကနားရင်မြန်နေတဲ့အဖျက်ပြန်နဲ့ရှေးဟောင်းကြားနေတဲ့အထက်ပုံမှာအချင်းကုန်မြန်နေဆိုတဲ့ချက်ကအထီးကြကိုထထဲထဲကြားနေတာပဲဗျာ။ရှေးခေတ်ကအတမ်နာရီတွေအာကာသစခန်းတွေမရှိဘဲနဲ့ဒါကိုဘလူးများတီးခဲ့ကြတာလေဆိုတော့တွေးလေအောင်လို့လေပဲ ဒါကြောင့်လဲဇော်ရိုတိရှော့ရိုးရိုးကန်ကြမှာယုံကြည်မှုမဟုတ်ပဲနှဆိုင်တဲ့စัจ java လာသဘောတရားလို့ပြောတာပေါ့ရှင်ကဲကျွန်တော်တို့အခုဆိုရင်အချိန်နဲ့နေရာဒေတာရဲ့တိပနိကြသဘောတရားတွေကိုသဘောပေါက်သွားပြီနော် ဟုတ်ရဲ့သဘောပေါက်ပါပြီ ဒါပေမဲ့မေးစရာရှိတာကဒီကြီးမားကျေပြန်တဲ့စัจ java လာသဘောတရားကြီးကကျွန်တော်တို့လူတီဦးချင်းစီရဲ့တာမန်နေစဉ်ဘဝအထူးသဖြင့်ဇာတာခွင့်အနေနဲ့ဘယ်လိုလာပြီးချစ်စင်နေလဲဆိုတာပဲရှင် အဲ့ဒါကျွန်တော်မေးမလို့ပဲဗျာ parents ရာစီတွိုင်းသူတို့ဆွဲပေးတဲ့ student ကွက်တီကျိုးရီနေရာချထားတဲ့ဇာနာခွန်စကုချက်လီရှိတယ်လေရင်းမြစ်ထဲမှာထောက်ပြထားတာကအဲ့ဒီတူတီပုံစံဇာနာခွန်တက်တဲ့ဟာစာအုပ်အုပ်ရဲ့နောက်ကျောကအချင်းချုပ်ဖော်ပြခြင်းလောက်ပဲရှိတယ်လေ ဟုတ်တယ်ရှင် ဘာကြိုးကြောင်းမှတိတိကျကျမပြောနိုင်သေးဘူးအဲ့ဒီစကုချက်ထဲကိုအချိန်မြင့်ဆိုတာထဲလိုက်မှဒါတတိထုံးပမြင့်အဖြစ်ပြတဲ့အနေနဲ့လုရှာအသက်ဝင်လာတာလို့ဆိုရဗျာအဲ့ဒါဘယ်လိုလုပ်တာလဲ အဲ့ဒါကိုနားလည်ဖို့ဆိုရင်ဇာတာခွင့်တစ်ခုကိုသုံးပတ်မြင်ဖြစ်တိဆောက်ထားတဲ့အတိုင်းအတာ၃ခုကိုသိရမယ်ရှင်ပထမတစ်ခုကအခုနာကတည်းကပြောနေတဲ့ကာလဒါမှမဟုတ်အချိန်ပေါ့နော်ဒုတိယကတီရှော့ဆိုတဲ့နေရာဒေတာ အချိန်နဲ့နေရတတိယတစ်ခုကတော့ တတိယတစ်ခုကတော့ရေးကြီးဆုံးပဲရှင်အဲ့ဒါကပါထရာလို့ခေါ်တဲ့စူဆောင်းထားတဲ့ကိုယ်ပိုင်ကံကြမ္မာသို့မဟုတ်ဇက်ကောင်ပေါ့အိန္ဒိယသဒ္ဒနာမှာလူတယောက်မွေးဖွားလာတယ်ဆိုတာအတိတ်ဘဝတွေကနေစူဆောင်းလာခဲ့တဲ့ကံကြောင့်ပဲလေအဲ့ဒီကံတရားကိုအဓိကအားဖြင့်ပပဆိုတဲ့အကုသိုလ်ကံနဲ့ပုညော့ဆိုတဲ့ကုသိုလ်ကံဆိုပြီးနှမျိုးခွဲထားတယ် ဒီနေရာမှာရင်းမိကရှင်းပြထားတဲ့အချက်တစ်ခုကကျွန်တော်တော်တော်လေးဆွဲဆောင်ဟောတယ်ဗျ ဘဲချက်များလဲရှင် အကုသိုလ်ကံဒီများနေတဲ့သူတယောက်ဟာဒီကပါမီမှာလာပြီးလူဘွားနဲ့မွေးဖွားလေးရှိတယ်တဲ့ပုံမှန်ဆိုရင်လူပြေကိုအကုသိုလ်များလို့ရောက်လာတာလားဆိုပြီးငင်းကျင်တရားရှိပေမဲ့ခုနကရူပဝေဒသဘောတရားနဲ့ပြန်ချိတ်ကြည့်တဲ့အခါအဖြေဒါရှင်းသွားတယ် ဘယ်လိုချိတ်ဆက်မိသွားလဲဆိုတာလေးပြောပြပါဦး ခုနကကျွန်တော်တို့ပြောခဲ့တယ်လေကပါမီဟာဆွဲငင်ရများတဲ့နေရာဖြစ်တဲ့အတွက်အချိန်နေရရနီးကွေတယ်လို့ ဟုတ်တယ်ရှင် အကုသိုလ်အကျွေးဟောင်းတွေပါလာတဲ့သူတယောက်ဟာအဲ့ဒီအကျွေးတွေကိုပြန်ဆက်ဖို့အကျိုးဆက်တွေကိုခန်းစားဖို့အတွက်အချိန်ပိုကြကြလေးလေးပင်ပင်ဖြတ်တန်းရမယ့်နေရာမျိုးကိုရောက်လာရတာပေါ့ဒါကြောင့်ဆွေးငင်အားများပြီးအချိန်နေတဲ့ကဘာမီဟာအဲ့ဒီအကုသိုလ်တွေကိုပေးဆက်ဖို့အကောင်းဆုံးနေရာဟိုလေအချင်းစခင်းလိုမျိုးဖြစ်နေတာပေါ့ဗျာ သိမှန်နဲ့ရှင်တစ်ဖက်မှာလည်းကုသိုလ်ကများတဲ့သူတွေကတော့ဆွဲငင်အားနည်းပါပြီးအချိန်လေးပေါ့ပေါ့ပါပါနဲ့မြဲမြဲဆန်းဆန်းကုံဆုံးသွားတဲ့အထက်ပုံမျိုးမှာသွားပြီးဖြစ်တည်လေးရှိတယ်လို့ယူဆကြတယ်ဒါကပတ္တရာဆိုတဲ့ကိုယ်ပိုင်ကံကြမ္မာရဲ့သဘောတရားပဲ သဘောပေါက်ပြီ ဒါပေမဲ့ကို့မှာဘာကံတွေပါလာတယ်ဆိုတာသိယုံနဲ့မလုံလောက်သေးဘူးရှင်အဲ့ဒီအဖြစ်အပျက်တွေကဘယ်ချိန်မှဖြစ်မလဲဆိုတာသိဖို့လိုသေးတယ်လေအဲ့ဒီအတွက်ပေဒင်ပညာမှာ Vimshotari Disha ဆိုတဲ့အချိန်ခါလာတွက်ချက်မှုစနစ်ကိုအသုံးပြုကြတယ် အဲ့ဒီ Vimshotari Disha ဆိုတာကိုနည်းလေးထပ်ရှင်းပြပေးပါလားဗျာသူကဘယ်လိုအလုပ်လုပ်တာလဲ ရှစ်ချမ်းနေအရာလူပီမှာလူသားတစ်ယောက်ရဲ့အပိဝဆုံးပြားမြတက်တန်းကိုအနှစ်120လို့သတ်မှတ်ထားတယ် Vimshotari ဆိုတဲ့စကားလုံးကိုတင်ကြရလို့120လို့အဓိပ္ပာယ်ရတာရှင် အနှစ်120ပေါ့ ဟုတ်ပါတယ်အဲ့ဒီအနှစ်120ဆိုတဲ့ချိန်မင်းကြီးပေါ်မှာဂျိုးကိုလုံးကသူတို့ရဲ့သတ်မှတ်ထားတဲ့ကာလအပိုင်းခြားအသီးသီးနဲ့အလက်ကျဝင်ရောက်စိုးမိုးချတယ်လေဥပမာတောကြကျော်အစိုးမိုးတဲ့ကာလကအနှစ်20ကြာမယ်နေစိုးမိုးတဲ့ကာလက6နှစ်ကြာမယ်အဲ့လိုမျိုးဂျိုးတစ်လုံးချင်းစီရဲ့အချိန်အပိုင်းခြားတဲ့ပေါင်းလိုက်ရင်အနှစ်120တီတီပြည့်တယ်ရှင် ဂျိုးတွေကကိုယ့်အလက်နဲ့ကိုယ်ဝင်လာတာပေါ့ မှန်တယ်အဲ့ဒီအချိန်မြင့်ကြီးနဲ့လူတစ်ယောက်ရဲ့မွေးဘွားချိန်စာတောက်ခွင်ကိုထပ်တူချပြီးပေါင်းဆက်လိုက်တဲ့အခါကျမှဘွားရဲ့ဘယ်အသက်အရွယ်ဘယ်ချိန်ကာလအတိအကျဝါတော့ဘလို့ကံကြမ္မာအကျိုးဆက်ကိုကြုံတွေ့ရမယ်ဆိုတာတွက်ချက်သိရှိလာနိုင်တာဖြစ်တယ်ရှင် ကြားဘူးတယ်မလားမြင်နာအခုစနေကျိုးဝင်နေပြီဆိုတာမျိုးတွေလေ
အဲ့ဒါကဒီ Vimshotari Dasha အချိန်မင်းဘောရဖြတ်တန်းရမယ်ကာလတစ်ခုကိုပြောနေတာပေါ့ဗျာ ဟုတ်တယ်အဲ့ဒါပါပဲရှင် ဒါတွေကိုနားတော့ရင်းနဲ့ကျွန်တော်ခေါင်းထဲမှာဥပမာတစ်ခုသွားမြင်နေဗျာဒါကလေခစ်မီကားတွေမှာပါတယ်မြေပုံညွင် GPS စနစ်ကြီးတစ်ခုနဲ့တော်တော်လေးတူနေတယ် ဘယ်လိုပုံစံမျိုးတူတာလဲရှင်တွေးကြည့်အောင် GPS စနစ်တစ်ခုအလုပ်လုပ်ဖို့ဆိုရင်အဓိကပါတယ်လို့လဲပထမဆုံးဂိုတုကနေလာတဲ့အချိန်အဓိကလိုအပ်တယ်လေအဲ့ဒါကအခုကျွန်တော်တို့ဆွေးနွေးနေတဲ့ကာလပေါ့ ဟုတ်ပြီပြီးတော့ကိုရောက်နေတဲ့ latitude longitude နေရာဒေတာလိုအပ်မယ်အဲ့ဒါကဒေရှားဆိုတဲ့ဟင်းလင်းပြနေရာပေါ့နော် အဓိကပဲဗျာဒါပေမဲ့အချိန်နဲ့နေရာရှိအောင်လေကားကသူ့အတူမောင်းမသွားဘူးလေကားကိုမောင်းနေမဲ့ရင်မောင်းဒါမှမဟုတ်ခီးတွေလိုတယ်အဲ့ဒီခီးတွေကကိုပိုင်ရည်ရချက်တွေတွားချင်းတဲ့လမ်းကြောင်းတွေပါလာပြီးသားအဲ့ဒါကပါတရာဆိုတဲ့ကိုပိုင်ကန်ဂျူမာပဲဗျာ ဆက်ပြောပါအောင်ရှင်စိတ်ဝင်စားစရာမယ် ဒီအချက်သုံးကိုအချိန်နေရာဒေတာနဲ့ကိုပိုင်ကန်ဂျူမာပေါင်းဆောင်သွားတဲ့အခါကြမှသာကိုဖြတ်တန်းရမယ့်ဘဝခီးလမ်းကြောင်းဆိုတာထွက်ပေါ်လာတာကိုကျွန်တော်တို့ရဲ့ဇာတာခွင့်ဆိုတာအဲ့ဒီ GPS လမ်းကြောင်းတွတ်ချက်ပေးတဲ့စနစ်ကြီးပဲဖြစ်ရမယ်လမ်းကြောင်းပေါ်မှာဘယ်အချိန်ချွင်ခွင့်နဲ့တုံးလဲဘယ်အချိန်အမြဲလမ်းပေါ်ရောက်မလဲဆိုတာကိုအချိန်မြင့်ပေါ်မှာတွတ်ပြနေတာပဲဗျာ တကယ်ကိုပြီးပြည့်စုံတဲ့ဥပမာပဲရှင်အချိန်မပါဘဲနဲ့မြေပုံတတ်တတ်ကအလုံးမလုံးဘူးနေရာမရှိဘဲနဲ့လည်းတွားလို့မရဘူးလေဒါကြောင့်ဇာတာခွင်တစ်ခုဆိုတာရိုးရိုးစက်ကူပေါ်ကကျဲတွေဂျူးတွေနေရာချရတဲ့အမရတာတတ်တတ်မဟုတ်ပဲစကြဝဠာကြီးရဲ့ရူပဗေဒနေရာမတွေနဲ့လူတယောက်ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကြားကအပြန်လန်လွှတ်မှုနေတဲ့လုံရှားမှုမြေပုံကြီးတစ်ခုဖြစ်နေတာပါ ဒါတွေကိုခြုံငုံကြည့်လိုက်ပဲဆိုရင်ယနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ရင်းမြစ်ကနေတကယ့်ကိုကြီးမားတဲ့အထီးမြတ်တစ်ခုရလိုက်တယ်ဗျာ ဟုတ်ကဲ့ရှင် ချင်းအောင်ဗေဒင်ပညာဆိုတာအပေါ်ယံယုံကြည်မှုတတ်တတ်မဟုတ်ဘူးခိဒ်တဲ့ရူပဗေဒရဲ့ချင်းဟင်းလင်းပြင်နဆွေငယ်အားတဖို့တရားတွေနဲ့အပြည့်အဝဆက်ဆက်နေတယ်ဆိုတာပဲကဘာမြေရဲ့အချင်းရဲ့နေရာဒေတာရဲ့ကိုပိုင်ကန်ချမရဲ့ဆိုတာတီးခြားစီတီးရှိနေတဲ့အရာတွေလုံးဝမဟုတ်ဘူးဗျာ မှန်ပါတယ်ရှင် သူတို့ဟာတစ်ခုနဲ့တစ်ခုအချိုးကျကျစူပေါင်းလေပတ်နေတဲ့အေယာမှာစက်ရန်တရားရည်တစ်ခုဖြစ်နေတာကိုတွေ့ရတယ် အမှန်ပါမဲရှင်ကျမတို့ရဲ့နေ့စဉ်ဘဝမှာအချိန်ကိုဘယ်လိုမြင်လဲဆိုတာကအရန်ကိုအရေးကြီးပါတယ်အချိန်ဆိုတာကျမတို့ရဲ့ရုပ်ခန္ဓာနဲ့နေရာဒေသအပေါ်မှာမိခေါ်ပြီးခံစားသိရှိနေတဲ့အရာဖြစ်တယ်လို့ကျမတို့ရဲ့ကံကြမ္မာတွေကိုပုံဖော်ပေးနေတဲ့အရေးပါတဲ့အကိုင်းအတာထူလေးဖြစ်နေလို့ပါပဲ ဟုတ်တယ်ဗျာဒီတော့ကျွန်တော်တို့ယဉ်ညစ်စာသားရဲ့အဆုံးသတ်မှာစာရေးသူခြံရက်ခဲ့တဲ့အလွန်နဲ့နေပြီးစိတ်ဝင်စားမှုကောင်းတဲ့မိကွန်းတစ်ခုနဲ့ပဲဒီတစ်ခေါက်လေးလာစူးစမ်းမှုကိုအဆုံးသတ်ခြင်းပါတယ် ဗာများလဲရှင် အဲ့ဒါကတော့တကယ်လို့ကျွန်တော်တို့အားလုံးဟာအချိန်နဲ့နေရာဆိုတဲ့ဒီ GPS စနစ်ကြီးရဲ့ဘောင်အောက်မှာအမြဲတမ်းပိတ်မိနေကြတယ်ဆိုရင်တနေ့နေ့တစ်ချိန်ရှိမှဒီအချိန်ဆိုတဲ့သတ်မှတ်ချက်ကြီးကိုလုံးဝကျော်လွန်သွားဖို့တနည်းအားဖြင့်အချိန်နဲ့မသက်ဆိုင်တဲ့အခြေအနေဖြစ်သွားဖို့ဆိုတာရောဖြစ်နိုင်ခြေရှိပါမလားဆိုတဲ့မေးခွန်းပါပဲဗျာ ဝိုးဒါဟာယူပပေဒအရာနောက်ထပ်အတိုင်းအတာတစ်ခုကူးပြောင်းသွားတာလားဒါမှမဟုတ်ဘာသာရေးတွေမှာပြောလို့ရှိတဲ့လွတ်မြောက်ခြင်းလားဆိုတာဆက်ပြီးစဉ်းစားစရာပါပဲရှင်ရုပ်ခန္ဓာဆိုတဲ့စင်ဆာကိုပိတ်လိုက်ရုံနဲ့အချိန်ကနေလွတ်မြောက်ပြီလားဒါမှမဟုတ်အချွေးတွေကုန်တော့မှပဲဒီဖောင်ထဲကနေထွက်ခွာခွင့်ရမှာလားဆိုတာကတကယ့်ကိုနည်းနည်းပါတယ် တကယ်ကိုဆက်တွေးချင်စရာကောင်းတဲ့ချက်ပဲဗျာကိုယ့်ရဲ့အချိန်တွေကိုကိုယ်ဘယ်လိုအတုံးချနေတယ်လဲဆိုတာပြန်နေဆန်းစစ်ရင်းနဲ့ပဲဒီနှစ်ဆိုင်တဲ့မိခွန်းလေးကိုကိုယ်တိုင်ဆက်လက်ရှာဖွေတွေးတောကြည့်ဖို့ဒီနေရာမှာပဲချမ်းလက်ထားခဲ့လိုက်ပါတယ်ဗျာနောက်ထပ်စိတ်ဝင်စားဖွယ်လေ့လာစူးစမ်းမှုလေးမှာပြန်လဲဆုံတွေ့ကြပါမယ်